မွေးဖွားပြီးရက်နှဲငယ်ကြာမှတင်ဒီ JPN ခွေးပေါက်လေးဟာပိုင်ရှင်ရဲ့စွန့်ပစ်ခြင်းတာဝန်ပေးခြင်းခံရပြီးတိုးချန်ထဲကိုရောက်သွားခဲ့ပါတယ်နို့ဆိုပြီးနွေးနွေးထွေးထွေးနေရမယ့်ရွယ်မှာတင်သူဟာလုပ်ငန်းခွင်ထဲကိုတိုက်ရိုက်တွန်းပို့ခံလိုက်ရတာပါသူ့ထက်အစပေါင်းများစွာကြီးတဲ့တတဝါကြီးတွေကိုရင်ဆိုင်ရတဲ့အခါနစ်ကလေးဟာအစပိုင်းမှာတော့နင်းနေတော့ကြောက်ရွံ့မိတာပေါ့ဒါပေမဲ့မွေးရပါတိုးထင်းခွေးဗီဇအရာသူ့မှာအရေးကြီးတဲ့တာဝန်ရှိတယ်ဆိုတာကိုရင်ထဲကသိနေခဲ့ပါတယ်နစ်ခါတတိမွေးပြီးတိုးအုပ်ကြားတဲ့ကိုတိုးဝင်သွားခဲ့တဲ့အရွယ်စားကမကြီးသေးပေမဲ့သူ့ရဲ့အရှိန်ဝါကတော့ထွက်ပေါ်နေပြီဖြစ်လို့ပထမဆုံးတာဝန်ကတော့အောင်မြင်သွားခဲ့ပါတယ်အမေဖြစ်သူစီပြန်ရောက်ပြီးနှုတ်ဆိုရတဲ့အချိန်လေးကသာသူ့အတွက်အေးချမ်းမှုအရှိဆုံးအချိန်လေးပေါ့ဒါပေမဲ့ဒီအချိန်တွေကတိတ်မကြပါဘူးမကြခင်မှာပဲသူဟာအမေဖြစ်သူကိုထားခဲ့ပြီးတိုးအုပ်ကိုစောင့်ရှောက်ဖို့ကိုပိုင်စွန့်စားခန်းကိုစတင်ရတော့မှာပါမျက်စိတမိတ်အတွင်းမှာတင်နှစ်လကုန်လွန်သွားခဲ့ပြီးနစ်ခါအခုဆိုရင်တိုးတကောင်နီးပါးအရွယ်စားရှိလာပါပြီတချို့ခေါင်းမာတဲ့ဒိုးထီတွေကနစ်ကိုကျူးကျော်သူထင်းနဲ့တိုက်ခိုက်ဖို့စူးစမ်းကြပါတယ်နစ်ကလေးကတော့ဘာမှပြန်မလုပ်ပဲတိတ်တဆိတ်ပဲမှတ်ထားလိုက်တယ်သူသားပေါင်း100ကျော်လေးတဲ့အေယာမခွေးကြီးဖြစ်လာတဲ့တနေ့ကျရင်တော့ဒီလိုမောက်မာတဲ့ကောင်တွေကိုပညာပေးဖို့သူမှတ်ထားလိုက်တာပါနွေရာသီရောက်တဲ့အခါမှာတော့တိုးဟာ PND တောင်တန်းတွေစီကိုစတင်ထွက်ခွာကြပါတယ်အနေနဲ့အများဆုံးစားချက်မြေတွေမှာလေးလကြာအောင်နေထိုင်ကြရမှာပါဒါဟာနစ်အတွက်ပထမဆုံးခရီးစဉ်ပေါ့သူကတော့သူ့တာဝန်ကိုတေးသေးချာချာနားမလည်သေးတဲ့အပြင်ထွက်ရလို့ပြောနေတာပါတိုးထင်းအန်တိုနီကတော့အသက်35နှစ်မှာလွတ်လပ်မှုကိုမျက်နှိုးလို့ဒီလိုတောတောင်ရဲကဘဝကိုရွေးချယ်ခဲ့သူပါသူကတော့မျက်စိတစ်ချက်ဝေးကြည့်လိုက်ုံနဲ့တင်တိုးကောင်ရီကိုအတိအကျသိနိုင်တဲ့ဝိုင်းရင်တိုးထင်းကြီးပေါ့ပြီးခဲ့တဲ့နွေရာသီကဝမ်ပူတွေအုပ်ရဲ့တိုက်ခိုက်မှုကြောင့်တိုးကောင်ရီ150လောက်ဆုံးရှုံးခဲ့ဘူးပါတယ်ညက်ဖက်ရောက်လာတဲ့အခါမှာတော့ဒီမြေပြင်ဟာတားရဲတွေရဲ့အမဲလိုက်ကွင်းပြင်ဖြစ်လာပါတယ်တိုးထင်းဟာညက်ဖက်မှာတိုးတွေကိုမကာကွယ်နိုင်တော့ပါဘူးအမောင်ထဲမှာမမက်ရက်တီပြီးသူ့ရဲ့အဖော်တွေကိုစောင့်ရှောက်နေတာကတော့နစ်တကောင်နဲ့သာရှိပါတော့တယ်နောက်တနေ့မနက်မှာတိုးကောင်ရီစစ်ဆေးကြည့်တဲ့အခါတိုး90လောက်ပျောက်ဆုံးနေတာကိုအန်တိုနီသိလိုက်ရတယ်ဒါဟာကပ်ပေးတစ်ခုပါပဲသူဟာတိုးတွေကိုလိုက်ရှာဖို့ချက်ချင်းထွက်ခွာခဲ့ရပါတယ်နစ်ကတော့ကြံခဲ့တဲ့တိုးအတွက်ခိုင်မာတဲ့ခံစစ်စည်းကိုတိစောက်ထားလိုက်ပါတယ်တားရဲပဲဖြစ်ဖြစ်သူစိမ့်ပဲဖြစ်ဖြစ်သူ့မျက်စိအောက်ကနေလွတ်ဖို့မလွယ်ပါဘူးအဲ့ဒီအချိန်မှာပဲနစ်ခါထူးဆန်းတဲ့အနံ့တစ်ခုကိုရလိုက်တယ်သူဘာမှမလုပ်ရသေးခင်မှာတင်လန့်သွားတဲ့တိုးတွေဟာအရက်မျက်နှာအနံ့ကိုပြေးလွှားကုန်ကြပါတယ်ဒါဟာနစ်အတွက်ဝဝန်နဲ့ပထမဆုံးအကြိမ်ထိတိုက်တွေ့ဆုံမှုပါပဲကြောက်စိတ်ကရိုးရင်းကျင်စီအထိခံစားရပေမဲ့တတိမွေးပြီးဝဝန်ကြီးကိုရင်ဆိုင်လိုက်ပါတယ်အချိန်နှဲငယ်ကြာအကြည့်ချင်းပြန်ပြဤတဲ့နောက်မှာတော့ဝဝန်ညိုကြီးဟာသူလိုချင်တာမရနိုင်ဘူးဆိုတာသိသွားပြီးလှည့်ပြန်သွားပါတော့တယ်နစ်ခါသူ့ရဲ့တာဝန်ကိုပြောင်မြောက်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်သူရောက်လာကလေးကတိုးတိုက်ခိုက်ခံရမှုနှုန်းဟာ10ဆက်လောက်ရောကျသွားခဲ့ပါတယ်အန်တိုနီပြန်ရောက်လာတဲ့အခါမှာတော့နစ်ခါဒီလောက်ထိတတိရှိခုခံခဲ့မှန်းသူမသိရှာပါဘူး PND တောင်တန်းမှာမွေးဖွားတဲ့ JPN နီခွေးတွေဟာရာစုနှစ်ပေါင်းများစွာကလေးကတိုးထင်းခွေးတွေဖြစ်အသုံးတော်ခံခဲ့ကြတာပါသူတို့ဟာတိုးထင်းရဲ့အကူအညီပေးသူတွေတင်မဟုတ်ပါဘူးသူတို့ဟာတိုးရဲ့ဝိညာဉ်စောင့်ရှောက်တွေလည်းဖြစ်ကြပါတယ်